သူ့ကြောင့်ဘူးလို့ပါတော့အသေးရကြရင်ကတော့ ဟောဖင်းလေးကြည့်နေအခုလှည့်ပြီးနောက်ပြန်ကြည့်နေပါတော့တော်သိတယ်အဲ့ဒါကိချင်းကတော့တောင်းယူရနော်ဆိုမယ်တော့နောက်ယူတော်လေးမှာနောက်ဆက်ဘာလဲထောင်းပါနော်ဆက်ပါဖတ်တယ်ပြန်အဲ့တော့အင်ရိုလေးဝင်နော်ဝင်းကြီးတွေကျွန်တော်တို့နားပါပြီဗျ ဟိုညင်ကောင်းပါပါတယ်နော် ဖုန်းမိပြီလား